လူမိုက်ဆိုရင်ရှောင်းနေလဲလို့မမီဝဲနဲ့ကေအောင်နေပညာရှိကိုအရှိတွေလို့မိဝဲစီကနီယူစေလုံးမရနာမိပါများနဲ့ဆရာသမားကိုပူဇော်လေးချမ်းသာကိုပေးဆက်ဆက်ရေးညော်တွေသုံးချက်ပေးအဲ့ဒါမှဗုဒ္ဓဝါဒကပ္ပမင်္ဂလာရေကုသိုလ်ပညာဥစ္စာရဖို့တရားဒေတာအမြဲနေရှိကတင်ကြိုးပြုခဲ့မှုသည်ကောင်းမှုအထူးရှိပါစေမိမိကိုယ်ကောင်းထိန်လို့မတိမ်စေနဲ့စောင့်တည်လေဥစ္စာကိုပေးနေထိုင်ရဲ့မျော